မင်္ဂလာပါကျွန်တော်ကတော့စိုင်းအောင်ပါကျွန်တော်မိုဟာမက်ဆာလက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်နည်းနည်းလောက်သုံးသက်ကြည့်နေတယ်ဗျာဆရာကြီးတို့တော့မိုဟာမက်ဆာလက်ပေါ်မှာအခုချိန်မှာဘယ်လိုမြင်နေမလဲတော့မသိဘူးပေါ့နော်ကျွန်တော်ရဲ့အမြင်ရဆိုလို့ရှိရင်မိုဟာမက်ဆာလက်ကသူ့ရဲ့ပုံစံ2မျိုးတည်းကတစ်မျိုးကပျောက်ဆုံးသွားတယ်လို့ကျွန်တော်စိတ်ထဲမှာထင်မိတယ်ဗျဘာလဲဆိုတော့ပေါ့နော်ပထမပုံစံတစ်မျိုးကတော့မိုဟာမက်ဆာလက်ဒီဘောလုံးကိုလက်ခံပြီးသွားလို့ရှိရင်အသင်းဘော်တွေကိုဖန်နီးပေးမယ်ကိုဧရိယာတွေကိုဘောလုံးတွေဖြတ်တင်ပေးမယ်နေရာလူတွေရအောင်ရှာမယ်ပေါ့နော်အဲ့ပုံစံတစ်မျိုးကတော့မိုဟာမက်ဆာလက်စီမှာလောလောဆယ်တွေ့နေရတယ်နောက်ထပ်ပုံစံတစ်မျိုးဖြစ်တယ်ပေါ့နော်မိုဟာမက်ဆာလက်ဒီဘောလုံးလက်ခံပြီးသွားရင်ပြိုင်မဲ့ဧရိယာတွေကိုဆိုလိုထိုးပေါက်ဝင်မယ်ပြိုင်မဲ့နောက်တန်းသားသမားတွေကိုကြော်ဖြတ်ပြီးတော့ဘိုးပေါက်ချင်းချောမှုတွေပြုလုပ်မယ်အဂိုးတွေသွင်းမယ်ပေါ့နော်အဲ့ဒီပုံစံတစ်မျိုးဟာမိုဟာမက်ဆာလက်စီမှာကျွန်တော်မတွေ့တော့ဘူးလို့ထင်တယ်ဗျဆရာကြီးတို့တော့ဘယ်လိုမြင်လဲတော့မသိဘူးပေါ့နော်အခုနောက်ပိုင်းမှာကျွန်တော်တို့ကမိုဟာမက်ဆာလက်ရဲ့သွင်းကိုတွေကိုမြင်တွေ့ရဖို့တော်တော်လေးခက်ခဲလာတယ်ဘာလို့လဲဆိုတော့မိုဟာမက်ဆာလက်ဒီအရင်တုန်းကဂိုးတွေဘယ်လိုရခဲ့လဲဆိုတာကတော့လူတိုင်းသိပြီးသားပေါ့နော်မိုဟာမက်ဆာလက်ကသူရခဲ့တဲ့ဂိုးတွေကဧရိယာတွေကိုဆွဲဝင်မယ်ဂိုးပေါက်ကန်သွင်းမယ်ပေါ့နော်မိုဟာမက်ဆာလက်ကအရင်တုန်းကအဲ့လိုမျိုးပုံစံနေနဲ့ပဲဂိုးတွေကရခဲ့တယ်အခုတော့မိုဟာမက်ဆာလက်ကသူ့ရဲ့အဲ့ဒီပုံစံတစ်မျိုးကပျောက်ဆုံးသွားပြီးတော့မိုဟာမက်ဆာလက်ရဲ့သွင်းကိုတွေကိုကျွန်တော်တို့ကမြင်တွေ့ရဖို့တော်တော်လေးကိုခက်ခဲလာတယ်ပေါ့နော်အဲ့တော့လီဗာပူးအသင်းအနေနဲ့ကအခုချိန်မှာမိုဟာမက်ဆာလက်ကိုဆက်ထားအောင်မလားဒါမှမဟုတ်ပေါ့နော်ဆော်ဒီပလိုဒီတွေကခေါ်ယူတင်နေတဲ့အချိန်ဈေးကောင်းရတဲ့အချိန်မှာထုတ်ရောင်းလိုက်မလားနောက်ထပ်ပေါ့နော်အာနီစလော့ကိုယ်တိုင်ကလည်းလီဗာပူးမှာကသူ့ရဲ့ပေါ့နော်အနာဂတ်ကမရေမရာဝရဝါတွေဖြစ်နေတာဘာလို့ပြောလဲဆိုတော့လီဗာပူးသာဥရောပဝင်ခွင့်တနေရာနဲ့လွဲချော်ခဲ့တယ်ဆိုလို့ရှိရင်အာနီစလော့ကိုယ်တိုင်ကလည်းလီဗာပူးမှာနှုတ်ဆက်သွားရနိုင်တယ်အဲ့တော့ပေါ့နော်မိုဟာမက်ဆာလက်နဲ့အာနီစလော့ကိစ္စကိုလီဗာပူးဘယ်လိုကိုင်တွယ်သွားမလဲပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ်ဆရာကြီးတို့မြင်လေးတွေလည်းချပြခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ